မိုက်ဆုံးခကျွန်တော်ရှမ်းလို့မိုက်ဆုံးခဆိုတာမင်္ဂလာပါလို့နှုတ်ဆက်ခြင်းဖြစ်ပါတယ်ပထမဦးစွာကျွန်တော်တို့ရဲ့ရှမ်းဦးစီချစ်သူများရှမ်းဦးစီကိုချစ်မြတ်နိုးကြတဲ့ရှမ်းဦးစီဝါဒနာရှင်များအနေနဲ့အရရမှာရှိနေရတဲ့ကျွန်တော်တို့ရဲ့ရှမ်းဦးစီချစ်သူများရှမ်းဦးစီကိုချစ်မြတ်နိုးပြီးတော့မှဒီခတ်နေကြသူများအားလုံးကိုကျွန်တော်လေးစားပါတယ်ဝမ်းလေးဝမ်းတာပါတယ်ဂုဏ်နဲ့ဂုဏ်ယူပါတယ်ထို့အတူကျွန်တော်တို့ရှမ်းရိုးရာဒုတိယဖြစ်တဲ့ရှမ်းလူမျိုးတွေရဲ့အတင်ကြရဖြစ်တဲ့ဒီရှမ်းဦးစီကိုအနေနဲ့အရမှာရှိတဲ့ကျွန်တော်တို့ရဲ့ရှမ်းဦးစီချစ်သူများမြန်မာပြည်အနှံ့မှာရှိတဲ့ရှမ်းဦးစီကိုတီးနေကြတဲ့ရှမ်းဦးစီချစ်မြတ်နိုးကြတဲ့လူတွေကျွန်တော်ရဲ့ရှမ်းရိုးရာယဉ်ကျေးမှုရှမ်းဦးစီတီးတာကိုအလွယ်လွယ်အမှားမဖြစ်ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရှမ်းဦးစီကိုတီးကြတဲ့ကျွန်တော်ရဲ့ညီကိုမောင်နှမများရှမ်းဦးစီချစ်သူများကိုဝမ်းတာစွာနဲ့ကြိုးဆိုပါတယ်တို့ပေမဲ့ရှမ်းဦးစီတီးတဲ့အခါမှာကျွန်တော်ရှမ်းရဲ့ရိုးရာယဉ်ကျေးမှုထုံးတမ်းစင်တာအတိုင်းရှမ်းဦးစီကိုတီးကြဖို့ရာကျွန်တော်ရည်ရွယ်ခြင်းဖြစ်ပါတယ်ရှမ်းဦးစီကိုကျွန်တော်တို့အခု line ပေါ်မှာလည်းတော်တော်များများတွေ့ကြရပါတယ်ရှမ်းဦးစီကိုတီးတဲ့အတန်ထွက်တယ်တို့ပေမဲ့ရှမ်းဦးစီတီးဟန်တီးနီရှမ်းရိုးရာယဉ်ကျေးမှုတလေးထုံးတမ်းစင်တာနဲ့တွေ့ဖယ်ပြီးတော့မှတီးချင်တယ်လို့တီးကကျင်တယ်လို့ကနေကြတာမျိုးဖြစ်ပါတယ်ကျွန်တော်ရှမ်းဦးစီတီးတော့မယ်ဆိုလို့ရှိရင်မြည်တီးအခါမှာကျွန်တော်တို့ရဲ့ရှမ်းဦးစီမှာပတ်စာခေါ်တဲ့ကျွန်တော်ရှမ်းလူကောင်းစာတာကောင်းရေကောင်းလို့လည်းခေါ်ပါတယ်ဒီဦးစီပတ်စာမပါဘဲနဲ့လည်းဘယ်တော့မှရှမ်းဦးစီကိုကျွန်တော်မတီးကြပါဘူးဒီရှမ်းဦးစီကိုတီးကြမယ်ဆိုလို့ရှိရင်လည်းနောက်ကကြားလိုက်တယ်လို့ခွေးလိုက်တယ်လို့အမြန်တီးပြီးတော့မှလည်းပတ်စာမပါဘဲနဲ့ဝါလက်ခုတ်လေးပါပြီးဝါလက်ခုတ်လေးနဲ့တီးခတ်ခြင်းဟာကျွန်တော်ရှမ်းရိုးရယဉ်ကျေးမှုနဲ့တွေ့ဖယ်ပြီးကျွန်တော်ရှမ်းရိုးရယဉ်ကျေးမှုကိုပြတ်ပြားစေတယ်ဒါကြောင့်မလို့ဒီလိုမျိုးမဖြစ်ရအောင်ဆိုပြီးတော့မှကျွန်တော်ရည်ရွယ်ချက်ရှိနေကျွန်တော်ရဲ့ရှမ်းရိုးရာယဉ်ကျေးမှုဒုတိယပစ္စည်းရှမ်းအိုးစီကိုတီးကြမယ်ဆိုလို့ရှိရင်မှန်ကန်နီးမှနမ်းမှန်လေးဖြစ်အောင်လို့ရည်ရွယ်ခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ရှမ်းအိုးစီတီးတော့မယ်ဆိုကျွန်တော်ရှမ်းအိုးစီမှာအလွယ်ဆုံးတီးတတ်အောင်လို့ကျွန်တော်တို့ညီကိုမောင်မများရှမ်းအိုးစီချစ်သူများအနေနဲ့အဲ့ရမှာရှိတဲ့ရှမ်းအိုးစီကိုတီးနေကြတဲ့ညီကိုမောင်မများတီးရအောင်ဆိုပြီးတော့မှကျွန်တော်ရည်ရွယ်ခြင်းဖြစ်ပါတယ်ဒီရှမ်းဦးစီကိုတီးတော့မယ်ဆိုလို့ရှိရင်အလွယ်ကူဆုံးတီးချက်၄မျိုးရှိပါတယ်အဲ့ဒီတီးချက်၄မျိုးမှာနံပါတ်1အဖွင့်တီးနီးနံပါတ်2အပိတ်တီးချက်နံပါတ်3အစွဲအငင်အခေါ်ဆိုတဲ့တီးချက်နံပါတ်4အထုတီးချက်ဖြစ်ပါတယ်ဒီ၄ချက်ကတော့အလွယ်ကူဆုံးနဲ့အမြန်ကန်ဆုံးလွယ်ကူနဲ့တီးတတ်အောင်မြင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ပထမဦးဆုံးအဖွင့်တီးချက်ဆိုလို့ရှိရင်ကျွန်တော်တီးပြမှာမယ်အဖွင့်တီးနှုံးတစ်ချက်တီးပြမယ်အဲ့ဒီအဖွင့်တီးချက်တဲ့ဟိုတီးချက်မှန်အောင်တီးနိုင်မှလည်းအိုးစီတန်ကအောင်မြင်နဲ့တီးချက်မှန်နဲ့အတန်ထွက်ကောင်းမှာဖြစ်ပါတယ်ဒါကြောင့်အဖွင့်တီးနည်းကိုကျွန်တော်တစ်ချက်အရင်တီးပြပါမယ်အဖွင့်တီးချက်ဖြစ်ပါတယ်ထိုနည်းတူအဖွင့်တီးချက်ပြီးတော့မှကျွန်တော်အခုအပိတ်တီးကွက်တီးထားမယ်အပိတ်တီးကွက်မှာ2မျိုးရှိပါတယ်လက်တစ်ဖက်တည်းတီးတဲ့အပိတ်တီးကွက်နဲ့လက်နှစ်ဖက်နဲ့တီးတဲ့အပိတ်တီးကွက်ရှိပါတယ်ဒါအပိတ်တီးကွက်လက်တစ်ဖက်တည်းတီးတဲ့အပိတ်တီးကွက်နဲ့လက်နှစ်ဖက်တီးတဲ့အပိတ်တီးကွက်ဆိုပြီးရှိပါတယ်ဒီအပိတ်နဲ့အဖွင့်နဲ့အပိတ်နှစ်ခုပေါင်းစပ်ခြင်းအပြင်တော့အိုးစီရှမ်းအိုးစီရဲ့တီးကွက်ဖြစ်လာခဲ့ပါတယ်တီးချက်အဖွင့်တီးချက်နဲ့အပိတ်တီးချက်နှစ်ခုပေါင်းစပ်ခြင်းအပြင်ရှမ်းအိုးစီလက်ကွက်တီးကွက်ဆိုတာဖြစ်လာပါတယ်အဲ့ဒီမှာအလွယ်ကူဆုံးနည်းကတော့ပိတ်ဖွင့်ပိတ်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 ဆိုပြီးတော့မှတီးပြမှာဖြစ်ပါတယ်
တွဲရဆိုလို့ရှိရင်အဖွင့်ရဲ့အပိတ်ရဲ့နှစ်ခုပေါင်းစပ်ပြီးတော့မှရှမ်းဦးစီဒီကွယ်ပိတ်ဖွင့်ပိတ်ဆိုပြီးဒီကပြချပြတယ်ရှမ်းဦးစီဒီချက်ပိတ်အဖွင့်ဒီချက်နဲ့အပိတ်ဒီကွယ်နှစ်ခုကိုဒီခတ်ခြင်းအပြင်ရှမ်းဦးစီလက်ကွက်များစွာကိုပုံဖော်နိုင်ပါတယ်ဒါကြောင့်မလို့အခုကျွန်တော်တီးပြတဲ့ဟာဆိုလို့ရှိရင်ပိတ်ဖွင့်ပိတ်ဆိုတာအနိကဆုံးဖြစ်ပါတယ်ရှမ်းလောကပိတ်เปิดပိတ်เปิดပိတ်เปิดပိတ်ပါရှမ်းလောကတော့ရှမ်းလောကပိတ်เปิดပိတ်ဆိုပြီးတော့ပြောပါတယ်ဒါကြောင့်ဗမာလိုနီးစပ်အောင်လို့ကျွန်တော်တို့ဗမာလူမျိုးများဗမာတိုင်းသားများဗမာရှမ်းဦးစီချင်းမြတ်လူများအတီးလွယ်အောင်လို့ဆိုပြီးတော့ကျွန်တော်ဗမာလိုပြောရေးတီးပြပေးခြင်းတင်ပြပေးခြင်းဖြစ်ပါတယ်အဖွင့်နဲ့အပိတ်နှစ်ခုကိုမန်ကန်တီးတက်လာပြီဆိုလို့ရှိရင်ကျွန်တော်အစွဲအမြင်အခေါ်ဆိုတဲ့တီးကွက်တွေဖြစ်လာပါတယ်ဒါကြောင့်မလို့ကျွမ်းကျင်အောင်အပိတ်နဲ့အဖွင့်ကိုတီးခတ်ပြီးတက်မြောက်မှတာနဲ့အစွဲအမြင်အခေါ်ကိုဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော်တီးပြပါမယ်ပိတ်ဖွင့်ပိတ်နဲ့တီးပြတာဖြစ်ပါတယ်နောက်တစ်ခွက်ကကျွန်တော်တီးပြမှာကလွယ်ကူကူလေးပါပဲပိတ်ဖွင့်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 ရှမ်းလို့ကြတော့ပိတ်เปิดပမာလို့ကပိတ်ဖွင့်ကျွန်တော်တီးပြပါမယ်ကျွန်တော်အမြန်တီးပြပါမယ်အမှပိတ်ဖွင့်ကျွန်တော်အဖွင့်နဲ့ကျွန်တော်တစ်ပိုက်တီးပြပါမယ်ကျွန်တော်အခုပြောပြထားတယ်ဒီကွက်နဲ့တီးချက်နဲ့ဒီကွက်လေးကိုကျွန်တော်လွယ်ကူကူနဲ့တီးတတ်နိုင်အောင်လို့တင်ပြအချင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်